ပုံမှန်ထက်သမီးပိုချက်ရတဲ့နေ့ဆိုတာဒီလိုဟင်းမျိုးချက်တဲ့နေ့ပဲဒီနေ့တော့လက်ငယ်စရိုင်းလေးတွေတစ်ခါတလေရတာနဲ့9000မှုဝယ်လာခဲ့ပါတယ်ပထမဦးဆုံးဝယ်လာတဲ့ကစရိုင်းလေးတွေကိုမကြီးသီးစားရုံနဲ့ပုတ်ပြီးအချွဲတွေစင်အောင်ဆေးလိုက်တယ်အချွဲတွေစင်သွားပြီဆိုရင်တော့စားအချုံမုံနွေးမုံတို့ထည့်ပြီးအရသာနယ်ပြီးတော့နိုင်ဝက်ခန့်နှက်ထားမယ်ငါးတွေအရသာနှက်ထားတဲ့အချိန်မှာစစ်သွန်ဒီများများရဲ့အယောင်တိမ်မုံ3ဆုံးခန့်ရဲ့ငရုတ်သီးခွဲချမ်းလေးတစ်စုံရဲ့ရောထောင်းပြီးတော့အနှစ်လောက်ထားပါမယ်ရှင်စစ်သွန်ဒီများလေကောင်းလေပါပဲရှင်ပြီးရင်တော့ရှက်ဖို့စတင်ပြင်ဆင်ပါပြီငါးလေးတွေကိုအရသာနဲ့ထားတော့အရသာပိုဝင်ပြီးတော့ပိုစားလို့ကောင်းပါတယ်ပြီးရင်တော့အခုနာကထောင်းထားတဲ့အနှစ်လေးတွေရဲ့ကြီးသီးများများမြင်ငပိများများထည့်ပြီးတော့အရသာဝင်သွားအောင်တိတိကျကျနယ်ပေးပါမယ်ခုလိုနေတာလက်မပူဘူးလားဆိုတော့လက်တော့ပူပါတယ်ရှင်ဒါပေမဲ့ဒီလိုလေးနယ်ပြီးတော့ရှက်တာကအရသာပိုဝင်ပြီးပိုစားလို့ကောင်းလို့ပါရှင်ပြီးရင်တော့ပဲစီလေးလောင်းပြီးတော့အဖုံးအုပ်ဆူလာတဲ့အထိတဲပေးလိုက်ပါမယ်တပွက်ဆူလာတဲ့အချိန်ကျရင်တော့ပင်စိမ့်လေးအုပ်ပေးလိုက်ပါမယ်ရှင်နောက်ထပ်တပွက်ထပ်ဆူလာရင်တော့ပင်စိမ့်လေးတွေနွမ်းပြီးပင်စိမ့်နံလေးမှုေးပြီးတော့စားလို့အရမ်းမိတ်စေတဲ့မစရိုင်းပင်စိမ့်ချက်လေးရပါပြီရှင်